လေးလွာပစ္စကန်ပတန်ဆွဲနည်းလေးမိထားတဲ့ညီမလေးတွေပတန်ဆွဲနည်းလေးတင်ပြပေးလိုက်ပါတယ်ခါကိုလိုချင်လို့ရှိရင်ခါကိုလေးနဲ့စားပြီးတော့ plus ဒေါက်စာ1.4ပါပြီးတော့ plus ချုပ်စာ1.4ပါပါတယ်တင်ကိုလိုချင်လို့ရှိရင်တင်ကိုလေးနဲ့စားပြီးတော့ plus 1.4ချုပ်စာပါပါတယ်တင်ကြကတော့လာပါပဲအရှိကိုလိုချင်လို့ရှိရင်ဒီတိုက်တာရရှိတဲ့ရှီရတက်ဖို့ရဲ့အားစားဖို့တလင်မတမဟုတ်တလင်မအပြရပါတယ်ဒါကတော့လေးလွားပစ္စကန်ရဲ့ပုံသင်နည်းနဲ့ဖြစ်ပါတယ်ဒီချက်ကဒီပတန်ကိုပိစာပေါ်မှာဆွဲပြတော့ဘူးစစ်ကူနဲ့ပဲဒီချက်ဆွဲပြလိုက်ပါတယ်ပထမဆုံးပိစာကိုဒီလိုလေးထောက်ပါတယ်ဒီလိုထောက်ပြီးလို့ရှိရင်ခါမင်းလေးကိုဆွဲပါတယ်ခါမြင့်ပေါ်မှာဒီပုံသင်နည်းမှာပြချထားတဲ့ခါရတာကိုထပ်ပါတယ်ပြီးတော့ခါမြင့်ကနေဒီချာအနက်ကိုမှတ်ပါတယ်ဒီချာတက်ဖို့လေးထပ်ပြီးတော့ဒီချာအနက်လေးထပ်ပြီးတော့အင်းကိုဆွဲပါတယ်အင်းကြီးပေါ်မှာအင်းရဲ့တက်ဖို့ကိုထပ်ပါတယ်ပြီးတော့ဒီအနက်တစ်ခုကိုဆစ်လိုက်ပါတယ်ပြီးတော့ခါမြင့်ကနေစီရတက်ဖို့ကိုမှတ်ပါတယ်ပြီးတော့ဒီချာဆွဲပါတယ်ခြေဝါကိုခါကိုလေးနဲ့စားတဲ့အဖြေကိုထည့်ပါတယ်ကျဲတို့ခါမှာချုပ်စာ1.4ပါပါတယ်အတွင်းခြေဝါမှာလည်းချုပ်စာ1.4ကိုပေါင်းပြီးတော့ဒီအနံနဲ့ဒီအနံကိုဒီလိုလေးပြပြလေးဆင်လိုက်ပါပြီးတော့ပိစာကိုဒီလိုလေးညှပ်ထုတ်ပြလိုက်ပါဒီလိုလေးညှပ်ထုတ်ပြီးလို့ရှိရင်ပုံနေတဲ့ပိစာကိုဒီလိုလေးထောက်ပြီးတော့ညှပ်ထုတ်ထားတဲ့ဒီပတန်လေးကိုဒီလိုလေးတင်ပြီးတော့တင်ရန်နည်းကို1.4ဆွေးပြီးတော့အမှန်လေးတမှန်မှန်ပါမယ်ပြီးတော့ဒီအမှန်ပေါ်မှာကျလို့ညှပ်ထားတဲ့ဒီပတန်ကိုဒီလိုလေးတင်ပြီးတော့ပင်လေးတွေထိုးမယ်ပင်လေးတွေထိုးပြီးတော့ဒီပိစာကိုညှပ်ထုတ်ပြရပါမယ်ညှပ်ထုတ်ပြီးလို့ရှိရင်ကျလို့ထောက်စားမှန်ပါမယ်ထောက်စားဖို့ဒီကျပြထားတဲ့ပိစာရဲ့ခေါင်းရိုးကနေပြီးတော့အထဲကို3.4တင်ပြီးတော့ဒီလိုလေးခေါင်းလိုက်ပါတလွာလန်ပြီးတော့ခေါင်းလိုက်ပါဒီပိစာတလွာကနေပြီးတော့ကျလို့ 1.4 ချန်ထားတဲ့ထောက်စားကိုနံပြီးတော့အစီက C54 အစီကိုဆွဲပါတယ်ပြီးတော့နလွာလန်နဲ့နလွာပိစာနလွာကိုလန်ပြီးတော့ဒီလိုပဲ1.4ထောက်စားကိုထည့်ပါတယ်ပြီးတော့ဒီလိုလေးဆွဲလိုက်ပါတယ်ထောက်စားထည့်ပြီးလို့ရှိရင်ဒါကတော့အနောက်ချမ်းပဲဖြစ်ပါတယ်အနောက်ချမ်းတောက်ဖို့ဒီလိုလေးချုပ်ပါတယ်ချုပ်ပြီးလို့ရှိရင်ကျေဒါကအနောက်ချမ်းဖြစ်ပါတယ်အစီချမ်းကတော့ဒီကျဲလို့ဘယ်ဘုတ်ဆိုလို့ရှိရင်တဲ့ကိုထောက်ပါမယ်နောက်ဘုတ်ဆိုလို့ရှိရင်ညပြင်ပြီးတော့ထောက်ပါမယ်အင်းကြီးကနေထဲကိုငါးလင်မဝင်ပါမယ်ငါးလင်မဝင်ပြီးတော့ဒီပိတ်ဆောက်ကိုထောက်ပါတယ်ငါးလင်မဒီလိုလေးဝင်ပြီးတော့ပိတ်ဆောက်ကိုထောက်ပါတယ်ပြီးတော့ပိတ်စာရဲ့အတွင်းဖင်ကိုခေါင်းထားတဲ့ပိတ်စာရဲ့ဒီဖင်အတွင်းဖင်ကိုဒီကျဲတို့ဒီမှာခေါင်းထားတဲ့ဒီပိတ်စာရဲ့ဒီအတွင်းဖင်ကို 0.4 ဒါမှမဟုတ် 0.6 အောက်ကိုဆင်းပြီးတော့ညှပ်ထုတ်ပေးရပါမယ် 0.4 ဒါမှမဟုတ် 0.6 လေးဒီလိုလေးညှပ်ထုတ်ပေးလိုက်လို့ရှိရင်ပြီးတော့ဒီအစားလေးကိုဒီလိုလေးဆွဲတင်လိုက်လို့ရှိရင်လေးလွားပစ္စကန်ပစ်တယ်လေရပါ